ဒီနေ့မှာတော့ဝက်ဥလေးကိုတုပ်စားရတဲ့ရိုးလာပြီဆိုရင်တော့ဒီလိုမျိုးလေးကြော်စားကြည့်ပါပေါ့နော်အနက်မှုန့်မှုန့်လေးနဲ့အရင်ဥဆုံးမိုးကဝင်ဝက်ဥတွေကိုပေါ့နော်တေချာရှလကာရည်တွေကော်မှုတ်ရည်တွေနဲ့ဆေးပြီးတော့အခုလိုမျိုးပြုတ်ခဲ့တယ်ပေါ့နော်ပြုတ်ပြီးသွားလို့ရှိရင်ဒီလိုအတုံးလေးတွေညှက်ထားလိုက်တယ်ပြီးတဲ့အခါကျတော့ဒါကတော့အကြော်မှုတ်ပါပေါ့နော်အကြော်မှုတ်ထဲကိုမိုးကအရသာမှုတ်လေးတွေထည့်ပြီးတော့သူ့ကိုနည်းနည်းခက်ပြစ်ပြစ်လေးဖြော်ခဲ့တယ်ပေါ့နော်ဖြော်ပြီးသွားပြီဆိုလို့ရှိရင်အစောတော့ကမိုးတို့ညှက်ထားတဲ့ဒီဝက်ဥတွေကိုထည့်ပြီးကြော်မှာဖြစ်ပါတယ်ပေါ့နော်ဒါကတော့မိုးကကြက်သွန်ဖြူနဲ့6နုရွက်ကိုမှုေးအောင်လို့ဆိုပြီးတော့သူ့ကိုအရင်ဆုံးကျွတ်လေးကြော်ဖြစ်အောင်ကြော်ထားလိုက်တယ်ပေါ့နော်သူတို့ကြော်လာပြီဆိုရင်ဆယ်ထားလိုက်မယ်ပြီးတဲ့အခါကျရင်တော့အစောတော့ကဆန်နှစ်နဲ့ဒီလောက်ထားတဲ့ဒီဝက်ဥလေးတွေကိုပေါ့နော်စီထဲမှာထည့်ကြော်ရုံပဲပေါ့နော်ဘာမှမခတ်ပါဘူးလှုပ်စားရတာအရန်ကိုလွယ်ကူတယ်စားလို့လည်းကောင်းတယ်အချီလေးနဲ့တို့စားပေါ့နော်မိုးကတော့စားလို့ကောင်းလို့ပေါ့နော်အကုန်လုံးဝါစပြစ်လိုက်ပါတယ်ကဲဘီယာနဲ့တောက်မလားအရက်နဲ့မြေမလားဘာနဲ့စားမလဲโอเคနော်